MT-09 လား Kawasaki 1900လားမိတ်ဆွေကြိုက်တာကြီးဗျာအားလုံးပဲမင်္ဂလာပါကွန်မြူနတီမော်တော်ဆိုင်ကယ်ရှိုးရုံမန်လေးမြို့နေညီကိုမိတ်ဆွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ညီကိုမိတ်ဆွေတို့ကိုမိတ်ဆက်ပေးမဲ့ဆိုင်ကယ်နှစ်စီးကတော့900cc ဒန်းထဲမှာမြန်မာနိုင်ငံမှာလူကြိုက်အများဆုံးဆိုင်ကယ်နှစ်စီးဖြစ်တဲ့ Yamaha MT-09 ဂွေပြာဖောက်ပြလေးနဲ့ Kawasaki 1900 Model 2019 base shell လေးနှစ်စီးကိုဒီနေ့မှာမိတ်ဆက်ပေးပါပဲဖြစ်ပါတယ်ကျွန်တော်ခုမိတ်ဆက်ပေးမဲ့ဆိုင်ကယ်တွေကဘိတ်လုံးဝတက်တဲ့ဆိုင်ကယ်နှစ်စီးဖြစ်ပါတယ်အပိုပြောတာမဟုတ်ပါဘူးမိတ်ဆွေတို့မယုံရင်ကျွန်တော်စီကိုလာရောက်လေ့လာလို့ရပါတယ်ဘိတ်တော်တော်လေးတက်တဲ့အကြောင်းကြွားတာမဟုတ်ပါဘူးမိတ်ဆွေတို့လာရောက်လေ့လာလို့ရပါတယ်ဒါဆိုကျွန်တော်1900လေးနဲ့မိတ်ဆက်ပေးမယ်1900လေးကတော့ Model 2019ဖြစ်တယ်ဒါကမှပါတဲ့ကီလို2300ကျော်လေးပဲပါသေးတယ်နော်ဒါကီလိုအမှန်ဖြစ်ဖို့များတယ်ဗျာနော်ဇင်းနေပါတယ်ဆိုတော့တော်တော်လေးကိုလှတယ်ရှင်းနောက်တိုင်ကဘာမှမလိုဘူးဖောက်စီယိုစိတ်အကုန်ကင်းမယ်ဗျာနော်နောက်ပြီးတော့ weight အပြည့်လေးနဲ့ရပါမယ်ဟိုဘတ်မန်တွေအေသောတွေကဆိုအော်ရီသော signal တွေမမှားသေးဘူးနောက်ပြီးတော့နောက်မီးတွေအစုံပစ္စည်းစုံ weight စုံလေးနဲ့ရမှာပဲဖြစ်ပါတယ် auto တစ်ချောင်းပေါဝင်ပါမယ်တိုင်ကြီးကာဗာလေးတွေကဆိုတော်တော်လေးကိုလှပါတယ်ဗျာနော်ဆေးတွေကလည်းoriginal ဆေးတွေဖြစ်မယ်ဗျာနော်ကာဗာတွေကဆိုအပေါ်စင်တိတ်မပါသေးဘူးဗျာ frame ကအစင်းအောင်လေးဖြစ်ပါမယ်ဒီဘက်ကတော့ MT-09 ဖြစ်ပါတယ် MT-09 ကတော့ Model 2015ဂွေပြာဖောက်ပြလူကြိုက်များတဲ့ဆိုင်ကယ်လေးလည်းဖြစ်ပါတယ်ဒီဆိုင်ကယ်လေးကတော့လိုင်စင်ကရှမ်းလိုင်စင်လေးပေါ်ပါမယ်ဒါကမှပါတဲ့ကီလိုမှကို2000ကျော်လေးပဲရှိဦးမယ်ဗျာအော်တိုတစ်ချောင်းပေါ်ပါမယ်ဒီဆိုင်ကယ်လေးကလည်းကျွန်တော်ဖောက်စီယိုစိန်ကင်းမယ်နောက်တိုင်ယာရှင်းနောက်တိုင်ယာဘာမှပြောရမလို့ကြံအောင်မဲ့ဆိုင်ကယ်လေးလည်းဖြစ်ပါတယ်ဒီဆိုင်ကယ်လေးကိုရောက်ချပေးမယ်ဈေးနှုန်းလေးပြောပေးပါမယ်ဒီဘက်က Kawasaki 1900လေးကတော့ Model 2019ဖြစ်မယ်လိုင်စင်က AR လိုင်စင်ပါပြီးသားအောင်မှမြန်မာငွေ300နဲ့မှ9သိန်းအတိနဲ့ရောင်းချပေးမှာပဲဖြစ်ပါတယ်ဒီဘက်ကောင်လေးကတော့ Yamaha MT-09 ဂွေပြာဖောက်ပြလိုင်စင်ကရှမ်းလိုင်စင်လေးပေါဝင်ပါရမယ်ဈေးနှုန်းလေးကမြန်မာငွေ300နဲ့မှ8သိန်းကျပ်နဲ့ရောင်းချပေးမှာပဲဖြစ်ပါတယ်ဘိတ်တဲ့ပတ်သက်ပြီးတော့နှစ်စီးလုံးအင်ဂျင်ဝိုင်တွေရောရေစိမ်းတွေရောအကုန်စစ်ဆေးလဲပြီးသားဖြစ်တာမို့မိတ်ဆွေတို့ယုံကြည်စိတ်ချစွာနဲ့ဝယ်ယူအားပေးလို့ရပါတယ်ဗျာနော်ကဲ Nickel White ထဲမှာအကျဉ်းဆုံးဆိုတဲ့ဆိုင်ကယ်နှစ်စီးဖြစ်တဲ့ Yamaha MT-09 နဲ့ Kawasaki 1900ဆိုင်ကယ်နှစ်စီးတစ်စီးကိုရွေးချယ်ဝယ်ယူရမယ်ဆိုရင်ဒီကိုမိတ်ဆွေနေတဲ့ဆိုရင်ရောဘာဆိုင်ကိုရွေးချယ်ဝယ်ယူမလဲကျွန်တော်ရဲ့ video အောက်မှာ comment လေးမှန်ပေးသွားကြပါခင်ဗျာအားလုံးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ